ဟုတ်မင်္ဂလာပါရှင်ဒီကောင်လေးကတော့လေဇီကွက်ရိုဘော်လေးရဲ့ချိတ်ဆက်ပုံချိတ်ဆက်နည်းလေးကိုရိုက်ပြပေးမှာဖြစ်ပါတယ်ရှင်ဒီကောင်လေးကအရင်ဆုံးသူကပါဝါထိုးလိုက်မယ်ဆိုလို့ရှိရင်သူက RIM လေးတွေပေါ့နော်ပွင့်သွားမယ် RIM လေးတွေပွင့်သွားပြီးတော့သူကဟိုကတီဆိုပြီးတော့အဲ့လိုမျိုးလေးညီသွားပြီးတော့သူကတပတ်လဲသွားပါမယ်ရှင်ခဏလေးစောင့်မိပါနော်ဒီကောင်လေးကပါဝါဆက်ဆောက်ဆုံးထိုးခြင်းဆိုလို့ရှိရင်တပတ်လဲတာလေးကိုတစ်ချက်စောင့်မိရပါတယ်ရှင်ဒီကောင်လေးတစ်ပတ်လဲသွားပြီးဆိုလို့ရှိရင်ဒီကောင်ကစပြီးပြန်ချိတ်လို့ရပြီเนาะအားကြလို့ရှိရင်ဒီကောင်ကဖုန်းထဲကနေပြီးတော့ဟိုစီတုံးဆော်ဝဲပေါ့နော်စီတုံးဆော်ဝဲလေးတော့ဒီဆော်ဝဲလေးစီတုံးဆိုတဲ့ဆော်ဝဲလေးတွေကိုတစ်ချက်ဝင်မယ်ဝင်ပြီးသွားတဲ့ခါကျရင်သူက register လေးတင်ပေးရတယ်ရှင် register တင်တဲ့ခါကျရင်ကိုသုံးတဲ့ဖုန်းထဲက Gmail ပေါ့နော်အကောင့်လေးကိုရိုက်ထည့်ပေးရတယ်အားကြလို့ရှိရင် register ထဲဝင်ပြီးသွားရင် Gmail လေးရိုက်ထည့်မယ်ရိုက်ထည့်ပြီးတော့အောက်က password လေးနေရာမှာ Gmail ရဲ့ password လေးရိုက်ထည့်ပေးရပါမယ်ရှင်Gmail password လေးရိုက်ထည့်မယ် Gmail password လေးရိုက်ထည့်ပြီးသွားတဲ့ခါကျလို့ရှိရင်အလဲကောင်ကကုတ်ဆိုတဲ့ဟာလေးကိုစာတန်းစိမ်းလေးကိုတစ်ချက်နှိပ်ပေးရမယ်နော်နှိပ်ပြီးတဲ့ခါကျလို့ရှိရင်သူကခဏလေးစောင့်ပေးရပါမယ်ရှင်အားကြလို့ရှိရင်ဒီမှာ OK လေးပေါ်လာတဲ့ခါကျ OK လေးပေးပေးမယ်ပြီးသွားတဲ့ခါကျရင်ဒီဖုန်းထဲမှာထည့်တဲ့ကိုထည့်ထားတဲ့ Gmail ပေါ့နော် Gmail အကောင့်ထဲကိုတစ်ချက်သွားပေးရမယ်ရှင်ခဏလေးနော်အဲဒီ Gmail တဲ့ကိုသွားတဲ့ခါကျရင်သူကဒီကုတ်နံပါတ်ကုတ်နေရာလေးမှာသူကချပေးမယ်ဒီမှာစက္ကန့်လေးပြလိုက်မယ်အဲ့လိုစက္ကန့်လေးပြတဲ့ခါကျလို့ရှိရင်ကိုကအဲ့စက္ကန့်လေးအမိကိုပေါ့နော်ကိုကဟိုဘက်ကဟိုဟာ Gmail အကောင့်ထဲကိုတစ်ချက်ပြန်သွားပေးရမယ်ရှင် Gmail အကောင့်ထဲသွားပြီးတဲ့ခါကျလို့ရှိရင်အဲ့ Gmail ထဲမှာသူက password လေးဝင်လာမှာဟိုပါ message လေးဝင်လာမှာပေါ့နော် message ကကြတော့အဲ့စီတုံးဆိုတဲ့ message လေးနဲ့ဝင်လာလိမ့်မယ်သူကအဲ့ကြလို့ရှိရင်သူကကုတ်နံပါတ်ပေးချပေးလိမ့်မယ်ဒီမှာစီတုံးဆိုပြီးတော့အဲ့လိုမျိုးကြလာတဲ့ခါကြလို့ရှိရင်ဒီကသူပေးထားတဲ့သူ့ရဲ့ကုတ်ကလေးကုတ်ဒီဟာလေးကိုယူပြီးတော့ဟိုဘက်ကကုတ်မှာတစ်ချက်ပြန်ထည့်ပြရမယ်နော်ဒီမှာဆိုရင်ညီမတို့ဆို33ညခွန်2 4ခွန်အဲ့ကြလို့ရှိရင်အဲ့ကုတ်ကလေးရပြီဆိုလို့ရှိရင်ခုနကregister တင်နေတဲ့ဘက်ကိုသွားအဲ့ကုတ်နေရာလေးမှာအဲ့ဒီကုတ်နံပါတ်ကလေးရိုက်ထည့်ပြရမယ်ရှင်33ညခွန်33ညခွန်2 4ခွန်33ညခွန်233ညခွန်2 4ခွန်2 4ခွန်ဆိုပြီးရိုက်ထည့်ပြီးသွားလို့ရှိရင်ခုနကဒီ password ပြန်ထိုင်မယ်အဲ့ခုနက Gmail password ပဲเนาะ Gmail password လေးပဲတစ်ချက်ပြန်ထည့်မယ် Gmail password လေးပဲထည့်ပြီးတော့အမှာ register password ဆိုတဲ့ဟာလေးကိုတစ်ချက်နှိပ်ပေးရမယ်ရှင်နှိပ်ပြီးသွားတဲ့ခါကျလို့ရှိရင်ဒီကောင်လေးကဒီဘက်ထဲကိုမျက်နှာပြင်ပြကိုပြန်ရောက်သွားတဲ့ခါကျရင် login လေးတောင်းဝင်ပေးရုံပဲเนาะခဏလေးဆောင်ပေးပါเนาะ line ကသူကအတက်ကြလေးရှိလို့ပါရှင်login လေးဝင်ပြီးရခါကြလို့ရှိရင်ဒီမှာအယုတ်ကလေးပုံစံပေါ်သွားတယ်အဲ့ဒါဆိုရင်သူက register တင်တာလေးအောင်မြင်သွားပြီเนาะအဲ့ကြလို့ရှိရင်ဒီဟို sequence robot လေးကိုချိန်တော့မယ်ဆိုလို့ရှိရင်အပေါ်ကအပေါင်းလက္ခဏာသေးသေးလေးတော့တစ်ချက်ဝင်နေ wifi ရဲ့အရင်ဆုံးဒီကောင်လေးကိုချိန်တော့မယ်ဆို wifi လေးတော့ကိုနဲ့ချိတ်ဆက်မဲ့အရာ wifi လေးကိုတစ်ချက်ဖွင့်မိရမယ်เนาะကိုနဲ့ချိတ်ဆက်မဲ့ wifi ပေါ့เนาะဒါကကြောင့်ညီမတို့က sim router လေးနဲ့ချိတ်ထားတာဖြစ်တဲ့ sim router လေးရဲ့ wifi လေးကိုရွေးတာတကယ်လို့အိမ်မှာကိုကလက်ရှိချိန်မဲ့ဆိုမြန်မာနဲ့ဆိုမြန်မာနဲ့ Audio ဆို Audio ကိုရဲ့ wifi လေးကိုရွေးချယ်ပြရမှာရှင်ရွေးချယ်ပြီးတော့ password ရိုက်ထည့်ပြီးသွားရင် join မယ်join ပြီးသွားတဲ့ခါကျရင်ဒီကသူကချိတ်သွားပြီပေါ့နော်ကိုယ့်ရဲ့ wifi နဲ့ချိတ်သွားပြီဆိုလို့ရှိရင်ခုနကစီတုံးဆော်ဝဲလေးပဲပြန်သွားပြီးလို့ရှိရင်ဒီအပေါ်ကအပေါင်းလက္ခဏာလေးနှိပ်ပေးရမယ်နော်အပေါင်းလက္ခဏာလေးနှိပ်ပြီးသွားတဲ့ခါကျလို့ရှိရင် add wireless camera လေးတွေကိုသွားပြီးလို့ရှိရင်ဟိုဟာQR code address ဆိုတဲ့နေရာလေးကိုတစ်ချက်နှိပ်မယ်နှိပ်တဲ့ခါကျလို့ရှိရင်သူကအမှ wifi တောင်းလိုက်မယ် wifi တောင်းတဲ့ခါကျလို့ရှိရင်ကိုချိတ်ထားတဲ့ wifi လေးကဒီ wifi လေးမှာပေါ့နော် device လေးကတန်းပေါ်နေမှာပေါ်ပြီးလို့ရှိရင် password လေးရိုက်ထည့်ပေးပါနော်ကိုယ့်ရဲ့ wifi password လေးကိုယ့်ရဲ့ wifi password လေးရိုက်ထည့်မယ်ဟုတ် wifi password လေးကိုမှန်အောင်ဒီဘက်ကမျက်လုံးလေးနဲ့ကြည့်လို့ရပါတယ် wifi password လေးမှန်သွားပြီဆိုလို့ရှိရင် next ကိုတစ်ချက်နှိပ်ပြီးပါနော်next ကိုနှိပ်ပြီးသွားလို့ရှိရင် head the DIY ဆိုတဲ့စာနဲ့အစိမ်းလေးကိုတစ်ချက်နှိပ်ပြီးပါရှင်
နှိပ်ပြီးတော့ second ကျွာကုတ်ဖတ်ခိုင်းမယ်အဲ့ second ကျွာကုတ်ဖတ်ခိုင်းတဲ့ခါကျလို့ရှိရင်သူကဒီကင်မရာလေးနဲ့ကိုယ့်ရဲ့ဖုန်းဒီ second လေးတော့မျက်နှာချင်းဆိုင်ထားပေးရမယ်နော်အားကြလို့ရှိရင်သူကအတန်လေးတွေတူတူတူဆိုပြီးဒီလာပြီးတော့ခဏဆောင်နေရပါမယ်ရှင်သူကကြတော့ဟုတ် wireless စနစ်နဲ့ထိတ်တာဖြစ်တဲ့အတွက်ပြီးတော့ပေါ့နော်မျက်နှာချင်းဆိုင် second ကျွာကုတ်ဖတ်ရမှာဖြစ်တဲ့အတွက်မျက်နှာချင်းဆိုင်လေးထားပေးရမှာနော်သူကဝေးလို့မရပါဘူးရှင်ခဏလေးဆောင်နေပါနော်ဒီကောင်လေးကချိတ်ဆက်နေအောင်မလို့ပါရှင်သူက Wi-Fi connected ဆိုပြီးတော့နှစ်ခေါက်អော်မှာနှစ်ခေါက်អော်တော့မှချိတ်ဆက်ပါမှာเนาะပထမတစ်ခါអော်တဲ့ဟာနဲ့ကိုမရသေးပါဘူးရှင် The device is connecting to the server. ဒီလိုပုံ Please စံ be လေးပေါ်သွား patient. မယ်ဒီလိုပုံစံလေးပေါ်သွားတဲ့ခါကျရင်ခဏလေးစောင့်ပြီเนาะသူကအမှန်ချစ်ကလေးတွေအားလုံးချစ်သွားမှရမှာဆိုတော့လေဟာဖုန်းဟိုအမှန်ချစ်ကလေးတွေအားလုံး၄ခုချစ်သွားမှာเนาะခဏလေးစောင့်ပေးပါရှင်ဒါချိတ်ဆက်နေတော့မလို့ပါရှင်အမှန်ချက်ကလေးတွေ၄ခုစလုံးချစ်သွားပြီဆိုလို့ရှိရင်ချစ်သွားပြီအကြလို့ရှိရင် तू ကဘယ်မှာထားမှာလဲ living room ကိုအခန်းထဲမှာထားမှာလားဒါမှမဟုတ်အဲ့လိုမျိုးပေါ့နော်ဟိုကိုကြိုက်တဲ့ဟာကိုတစ်ခုခုရွေးချယ်ပြီးလို့ရတယ်အခုညီမတို့ဆိုဒါ living room ကိုယူလိုက်မယ်ပေါ့နော်ဒါကကြတော့ကိုကြိုက်တဲ့ဟာရွေးချယ်မယ်ပြီးလို့ရှိရင်ဒီဘက်ကစားတဲ့အစိမ်းလေးကိုနှိပ်မယ်နှိပ်ပြီးသွားပြီဆိုရင်ဒါချိတ်ဆက်သွားပါပြီနော်ပုံပြီးပါနေလေပုံပြီးပါနေလို့လားရှင်း